ယူရီးယားမြန်မာစစ်ပွဲမှာယူရီးယားအပေါ်တစ္ဆာဖောက်ပြီးမြန်မာတပ်များဝင်လာလို့ရအောင်အယုဒ္ဓယမြို့တကားကိုဖွင့်ပေးခဲ့တဲ့တပ်မှုကြီးချက်ဂရီလူဝင်စားတယ်လို့လူပြောများနေကြတဲ့ထိုင်းအမျိုးသမီးတိုင်းပြည်နဲ့လူမျိုးအပေါ်တစ္ဆာဖောက်မှုကြောင့်ဘေးနောင်မင်းတရားကြီးရဲ့အမိန့်နဲ့ရေချကိုမြဲခံရတဲ့တပ်မှုကြီးချက်ဂရီဒီဗီဒီယိုမှာတော့ဘေးနောင်မင်းတရားကြီးယူရီးယားကိုတိုက်တဲ့စစ်ပွဲမှာမြန်မာတပ်ဘက်ရပ်တည်ပြီးယူရီးယားကိုတစ္ဆာပြန်ဖောက်တဲ့ယူရီးယားလူမျိုးနာမည်ကြီးတပ်မှုကြီးချက်ဂရီလူပြန်ဝင်စားတဲ့ဒီမျိုးသမီးယနေ့အချိန်ထိသူမခံစားလာခဲ့ရတဲ့တန်တရားဝတ်ဆင်းရဲ့ဖြစ်ရမှန်ရာဇဝင်သမိုင်းကြောင်းကိုဘုဒ္ဓတာဖြစ်ပွဲစိတ်ဝင်စားပွဲတန်ဝေကရပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ယူရီးယားတပ်မှုကြီးချက်ဂရီအရင်ဘဝမှာဘယ်လိုပြစ်မှုတွေဘယ်လောက်အထိကျူးလွန်ခဲ့ပါသလဲဘုရင်တော်မင်းတရားကြီးရဲ့တေတံကြောင့်အစိမ့်ပိတ်တာဘဝနဲ့ယတနာတစ်တာနဲ့အတူကြောက်ဖျားမြစ်မှာနှစ်ပေါင်းများစွာဒုက္ခပေါင်းများစွာဘယ်လိုဝတ်ကြွေးတွေခံစားခဲ့ရပါသလဲတပ်မှုကြီးချက်ဂရီလူပြန်ဝင်စားတယ်လို့ယုံကြည်နေကြတဲ့ဒီမျိုးသမီးတစ်ချိန်ကယူရီးယားပြည်သူတွေရဲ့ကြိမ်ဆဲမှုတွေကြောင့်တန်လျာမှာရောယခုဘဝမှာပါဘယ်လိုဝတ်ကြွေးတွေဘယ်လောက်အထိပေးဆက်နေရသလဲစားတဲ့အရန်ကုန်မှစိတ်ဝင်စားဖို့ကောင်းတဲ့ဖေးရမှာသမိုင်းကြောင်းရာဖြစ်တဲ့အတွက်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်ကျွန်တော်တော့ဇန်လီပဲဖြစ်ပါတယ်တက္ကရာ1568ခုနှစ်မှာမြန်မာဘုရင်နောင်မင်းတရားကြီးနဲ့အယုဒ္ဓယပြည်ရှင်မဟာချက္ကရဖဘုရင်တို့ယူရီးယားမြန်မာစစ်ပွဲဖြစ်ပွားနေတဲ့အချိန်ပါအဲ့ဒီအချိန်တုန်းကဘုရင်နောင်မင်းတရားကြီးဟာယူရီးယားပိုင်တဲ့အများစုအပေါ်ဩဇာအာဏာတက်ရောက်နေတဲ့အချိန်လည်းဖြစ်ပါတယ်ဒါကြောင့်ဇင်းမဲကပင်ဖစ်နဲ့စကိုထားအပြင်အခြားသောယူရီးယားဘုရင်ကများဘုရင်နောင်အပေါ်တစ္ဆာခံနေရပါတယ်ဒါပေမဲ့ဒီစစ်ပွဲကြီးဖြစ်ပွားနေတဲ့အချိန်အတွင်းမှာပဲအယုဒ္ဓယဘုရင်ချက္ကရဖတ်ဟာလူကြီးယောဂါနဲ့ရုတ်တရက်နတ်ရွာဆန်းပြီးတားတော်မဟိမင်းသားလမ်းတက်လာပါတယ်အယုဒ္ဓယဆိုတာမြစ်ပတ်လဲဝိုင်းထားတဲ့မဟာဗျူဟာမြောက်မြို့တော်ဖြစ်နေတဲ့အတွက်မြန်မာတပ်အနေနဲ့အင်အားများစွာနဲ့ဝိုင်းဝန်းတိုက်ခိုက်နေတာတောင်အလွယ်တကူမတိုက်ပိုက်နိုင်ခဲ့ပါဘူးအယုဒ္ဓယကိုမြန်မာတွေတန်းယူဖို့အခုလိုအခက်တွေ့နေတဲ့အချိန်မှာပဲဘုရင်နောင်မင်းတရားကြီးထံခစားနေတဲ့ယူရီးယားနာမည်ကြီးတပ်မှုချက်ဂရီအခုလိုလျှောက်တင်လာပါတယ်စင်ဖြူများရှင်မင်းတရားကြီးအနေနဲ့အယုဒ္ဓယကိုတန်းယူနိုင်ရေးအတွက်ကျွန်တော်အသက်ပေးပြီးကြည်ပြွအောင်ထမ်းဆောင်မှဖြစ်ကြောင်းအကယ်၍ဒီအယုဒ္ဓယရေးအောင်နိုင်ခဲ့ရင်လေးစုတပ်ပုံရွှေတကုံစီတီတော်တည်ရှိရာတကောင်မြို့ကိုအပိုင်စားတဲ့မြို့စားဖြစ်လိုပါကြောင်းလျှောက်တင်လာပါတယ်တကယ်တော့ဒါဟာတပ်မှုကြီးချက်ဂရီအနေနဲ့မိမိယူရီးယားလူမျိုးအပေါ်တစ္ဆာဖောက်ပြီးအယုဒ္ဓယနဲ့တကောင်ကိုအလဲအထားလုပ်တဲ့သဘောပဲဖြစ်ပါတယ်တပ်မှုကြီးချက်ဂရီဆိုတာအယုဒ္ဓယဘုရင်မြတ်ချက္ကရဖတ်ဘုရင်ရဲ့တစ်ချိန်ကအားထားရတဲ့နာမည်ကြီးတပ်မှုသူဖြစ်ခဲ့ဘူးပြီးဘုရင်နောင်မင်းတရားကြီးဖုန်တကိုအရှိန်အဝါကြီးထွားလာတဲ့အချိန်မှာတော့မြန်မာဘုရင်ထံဝင်ရောက်ခိုလုံခစားလာတဲ့တပ်မှုများထဲကတိုက်ခိုက်ရေးအကောင်းဆုံးနာမည်ကျော်စစ်သူကြီးတဦးလည်းဖြစ်ပါတယ်ဒါကြောင့်ဘုရင်နောင်မင်းတရားကြီးကအယုဒ္ဓယမြို့တော်နဲ့ယူရီးယားဘုရင်အကြောင်းကောင်းကောင်းအထာဏသူချက်ဂရီတပ်မှုရဲ့လျှောက်တင်ချက်ကိုလက်ခံလိုက်ပါတယ်တပ်မှုချက်ဂရီဟာမြန်မာတပ်မှထွက်ပြေးလုံးမြောက်လာတဲ့စစ်တုပ်ပန်းအတွင်ဟန်ဆောင်ကပြည်တစ်ဖက်ကမ်းကိုကူးပြီးအယုဒ္ဓယတပ်တွေစီချင်းကပ်သွားပါတယ်အယုဒ္ဓယတပ်သားများလည်းတပ်မှုဟောင်းချက်ဂရီရဲ့လှည့်စားမှုကိုလုံးဝမရက်မိပဲကယ်တင်ပေးလိုက်ပါတယ်ဒီလိုစစ်ဖြစ်နေတဲ့အချိန်မှာမိမိဘက်ကူတိုက်ပေးမဲ့အခြားယူရီးယားတပ်မှုများကမြန်မာဘုရင်ထံခိုလုံကြသလိုဖခမဲတော်ဘုရင်ကြီးလည်းရုတ်တရက်နတ်ရွာဆန်းသွားတာကြောင့်ထွက်ပြေးလွတ်မြောက်လာတဲ့တပ်မှုဟောင်းချက်ဂရီအပေါ်ဘုရင်အစ်စ်မဟင်အတွက်အားကိုးစရာဖြစ်လာပါတယ်ဒါကြောင့်စစ်ရေးအတွေ့အကြုံနဲ့ဝါကြီးတဘာကြီးတပ်မှုကြီးချက်ဂရီကိုစစ်ကုတ်ကရေးမှုရာထူးခန့်အပ်ကာတော်ဝင်ရွှေသားနဲ့အတူချီးမြှင့်မြောက်စားလိုက်ပါတယ်အယုဒ္ဓယဘုရင်ရဲ့ဒီလောက်ရဟာယူရီးယားလူမျိုးနဲ့အယုဒ္ဓယသမိုင်းအတွက်
အကြီးမားဆုံးသောအမှားတစ်ခုကိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကနေစပြီးယူရီးယားတပ်မှုချက်ကရီဟာအယုဒ္ဓယပြည်နဲ့ယူရီးယားလူမျိုးအပေါ်တစ္ဆာဖောက်ပြီးအယုဒ္ဓယမြို့တော်ကိုစိန်ပြောင်းနဲ့ပြန်လည်ပစ်ခတ်ဖို့ရာမြန်မာတပ်များအတွက်ရမ်းမှောက်များခိုးထုတ်ပေးတဲ့အပြင်ခံစစ်ပြင်ဆင်မှုအပိုင်းမှာလည်းမြန်မာတပ်များစစ်ချီလာနိုင်မဲ့မြို့ရိုးဘက်ကိုအင်အားလျော့နေအောင်စိတ်ကြက်ပြင်ဆင်ပါတယ်ဒီနေရာမှာအယုဒ္ဓယတပ်မှုတချို့ကတပ်မှုကြီးချက်ကရီရဲ့စစ်ပြင်နေပုံကိုတန်လျာဝေလာကြပြီးဘရင်ထံလျှောက်တင်ကြပေမဲ့ညာမျောမြင်မရှိတဲ့ယုဒ္ဓယဘရင်ကတော့တပ်မှုကြီးချက်ကရီကိုအကျွေးမဲ့လက်ခံယုံကြည်နေသေးပါတညမှာတော့မြန်မာတပ်များနဲ့ဂျိုးတင်ကြမ်းစီထားတဲ့အတိုင်းအယုဒ္ဓယမြို့ရဲ့အဓိကမြို့ဝင်တကားဆောက်တပ်ဖွဲ့ကိုတောင်ဝဲအမိတ်နဲ့နေရာပြောင်းစီပြီးတပ်မှုကြီးချက်ကရီဟာအယုဒ္ဓယမြို့တကားကိုအလွယ်တကူဖွင့်ပေးလိုက်တဲ့အခါမှာတော့အင်အားသိမ်းချီတဲ့မြန်မာတပ်များချက်ချင်းဝင်ရောက်လာပြီးတိုက်ခိုက်ချိန်မောင်းကအယုဒ္ဓယမြို့ကြီးလည်းမရှုမလှကြရှုံးသွားခဲ့ရပါတယ်ဒီစစ်ပွဲမှာအယုဒ္ဓယတပ်သားများအသက်ပေါင်းများစွာပေးဆက်လိုက်ရပြီးတိုက်ပွဲကြောင့်အယုဒ္ဓယပြည်ကြီးလည်းသွေးကြောင်းစီးခဲ့ရပါတယ်မြစ်တွေနဲ့ဝန်းရံကာစီးထားတဲ့မဟာဗျူဟာမြောက်အယုဒ္ဓယပြည်ကြီးကိုမြန်မာတပ်တို့သိမ်းပိုက်နိုင်ခြင်းမှာအဓိကတာဝန်အရှိဆုံးသူကတော့ယူရီးယားလူမျိုးတပ်မှုကြီးချက်ကရီပဲဖြစ်ပါတယ်ကိုလူမျိုးကိုမှကိုပြန်တစ္ဆာဖောက်တတ်တဲ့ဒီလိုတပ်မှုမျိုးကိုမြမသမိုင်းတစ်လျှောက်အတော်ဆုံးနဲ့အကောင်းဆုံးစီးရင်ဝင်ဘုရင်တစ်ပါးဖြစ်တဲ့ဘုရင်နောင်မင်းတရားကြီးလုံးဝအလုပ်မပေးခဲ့ပါဘူးဘုရင်နောင်မင်းတရားကြီးကအကယ်၍တပ်မှုကိုတကုံမျိုးစားရာထူးချီမြင့်မြောက်စားခဲ့ရင်တစ်ချိန်ချိန်မှာမြမတပ်များအင်အားနှဲပါလာခဲ့သည်ရှိတော့မိမိဘုရင်မိမိအတိုင်းပြည်နဲ့မိမိသွေးရင်းယူရီးယားလူမျိုးကိုတောင်မှတစ္ဆာဖောက်ဒုက္ခပေးနိုင်ခဲ့တဲ့ဒီလိုတစ္ဆာမဲ့တပ်မှုကသွေးသားရင်ချာမဟုတ်တဲ့ကျုပ်တို့မြန်မာလူမျိုးအပေါ်တစ္ဆာထပ်ဖောက်ဖို့လုံးဝဝန်လေးနေမှာမဟုတ်ကြောင်းဒါကြောင့်တစ္ဆာဖောက်တို့တွားရလန်းတာတပ်မှုနဲ့ထိုက်တန်းကြောင်းပြောဆိုကာယတနာတစ်တာကိုလက်ဝါးနဲ့တန်ချုံရိုက်သွင်းပြီးကြောက်ဖျားမြစ်ထဲရေချတတ်စီလို့အမိန့်ချလိုက်ပါတယ်ယူရီးယားလူမျိုးနဲ့အယုဒ္ဓယပြည်အပေါ်တစ္ဆာဖောက်ခဲ့မိတဲ့တပ်မှုကြီးချက်ကရီတယောက်ကြောက်ဖျားမြစ်မှာအသေးစိုးနဲ့တေးခရပြီးတာနေရာမှာလဲဝုဒုက္ခစီရင်မှုပေါင်းများစွာနှစ်ပေါင်းများစွာအစိမ့်ပိတ်တာဘွားနဲ့ဝှကြွေးဆက်ခဲ့ရပါတယ်တန်လျာတကွေ့မှာနှစ်ပေါင်း400ကျော်ဆိုတဲ့အချိန်ကာလကြီးကောက်လွန်သွားတဲ့အချိန်မှာတော့ယနေ့ထိုင်းနိုင်ငံမှာလူပြောများနေကြတဲ့တပ်မှုကြီးချက်ကရီလူဝင်စားတယ်ဆိုတဲ့ဒီမျိုးသမီးပေါ်ပေါက်လာပါတယ်သူမဟာတာမန်ပုထုဇဉ်လူသားတစ်ယောက်အနေနဲ့လူဘဝမှာမွေးဖွားလာခဲ့ပေမယ့်ပူလောင်ခြင်းအပြည့်နဲ့ကြီးပြင်းလာခဲ့ရပြီးစိတ်ချမ်းသာတယ်ဆိုတာဘယ်လိုမှန်းတော့မသိခဲ့ရဘူးလို့ဆိုပါတယ်သူမကြောင့်လူတွေရိုက်နှက်နှိပ်စက်ခံရပြီးသူမကြောင့်ပဲလူပေါင်းများစွာတည်ခဲ့ရကြောင်းဆိုပါတယ်ဒီဘဝပြန်ရောက်တဲ့အချိန်မှာလဲအရန်ဒုက္ခရောက်ခဲ့ကြောင်းနဲ့အမြဲစိတ်ဆင်းရဲမှုနဲ့ကြီးပြင်းလာခဲ့ရပါတယ်အယုဒ္ဓယပြည်ပြတ်သုံးချိန်ကဒေဆုံးသွားတဲ့ယူရီးယားလူမျိုးတဦးတယောက်ချင်းစီတန်းရဲ့ဒုက္ခတောကဝန်တော့ဝန်ပိုးတွေသူမတူဦးဒီအပေါ်ခံနေရတယ်လို့ခံစားရကြောင်းလဲဆိုပါတယ်တကယ်လို့အယုဒ္ဓယပြည်ရဲ့တကားကိုသူမသာခွင့်မပေးခဲ့ရင်လဲဒေကြီးကြမှာပဲဆိုတဲ့သူမရဲ့လောဘအတွက်မြမတပ်များဝင်လာလို့ရအောင်မြို့ရိုးတကားကိုဖွင့်ပေးလိုက်တာကြောက်ပဲတန်တရားမှာသူမကိုသူမဘယ်တော့အခါမှလုံးဝခွင့်မလွတ်နိုင်တဲ့နောင်တတရားတွေနဲ့အခုရင်ဆိုင်ကြုံတွေ့ခံစားနေရပြီဖြစ်ကြောင်းဝမ်းနည်းစွာပြောဆိုလာပါတယ်သူမတိတဆအရွယ်ကလေးကစပြီးအမြဲကြိမ်ဆဲခံရတယ်လို့နောက်ထပ်လဲအယုဒ္ဓယပြည်သူတွေသူမကိုဆက်လက်ကြိမ်ဆဲနေအောင်မယ်ဆိုတာသူတို့ရဲ့အသိဉာဏ်ထဲမှာရှိနေတော့မို့ဆက်ပြီးခံစားရအောင်မှဖြစ်ကြောင်းလဲဆိုပါတယ်ရန်သူကိုမြို့ရိုးတကာဖွင့်ပေးလိုက်တဲ့ဝှကြွေးတွေကြောင့်အခုလိုခံစားနေရကြောင်းလဲယင်းနေ့ပွဲဖြေကြားလာပါတယ်ဒီခုဘဝမှာမိန်းကလေးတယောက်အနေနဲ့မွေးဖွားလာခဲ့တဲ့လူဘဝတက်သားမှာလဲသူမအသက်9နှစ်အရွယ်ကလေးဘဝကလေးကတပားသူရဲ့တာမယာပြုတ်ကြည့်ခြင်းကိုခံခဲ့ရပြီးသူမ9နှစ်အရွယ်မှာတော့အကြိမ်ပေါင်းများစွာအသင်အာရမပြုတ်ကြည့်ခံရကြောင်းလဲဝန်ခံလာပါတယ်နောက်ဆုံးအနေနဲ့ယူရီးယားတပ်မှုကြီးချက်ကရီကိုဥပမာယူကမကောင်းတဲ့အလုပ်တွေလှုပ်ထားတဲ့သူတွေသူတို့ကျူးလွန်ထားတဲ့အဲ့ဒီမကောင်းမှုကအကျိုးမပေးခင်ထိတော့နေတာထိုင်တာနဲ့အပြစ်မရှိသလိုခံစားစံစားနိုင်ကြပြီမယ်အချိန်တန်လို့အဲ့ဒီမကောင်းမှုတွေတကယ်ပဲအကျိုးပေးလာခဲ့ပြီဆိုရင်တော့တန်တရားအဆက်ဆက်
ဘဝအဆက်ဆက်တေချာပေါက်ခံစားရမှာဖြစ်ကြောင်းတာဝေကားရစရာစေတနာထားမျှဝေပေးလိုက်ရပါတယ်။